နာဆန်ခုနီချီဝါအခုအစားတဲ့နဲ့ဟာမျိုးမဟုတ်ပဲねဘီကုန်းနေလေးတွေကိုเนาะဒီတိုင်းအတူတူလေးလာတဲ့ပုံစံနဲ့ဖတ်ကြည့်ကြမယ်။ဘာလို့လဲဆိုတော့ GLPD မိစာမွဲရလဲနီးလာပြီဖြစ်တဲ့အတွက်စာလေးတွေနဲ့စာအုပ်တို့ကျုံเนาะရန်နီးနေပြီဆိုရင်စာအုပ်အများကြီးကျုံပြီးလောက်တာထက်ခုလိုနည်းနည်းချင်းစီတွေ့ရလေးတွေဖတ်ပြီးပေါ့เนาะဘာလို့ဆိုတော့အခုပြထားတဲ့ဒီခန်းကြီးတွေဒီစာလုံးတွေကစာမိုးဘန်းမှာအပါများတဲ့ဟာတွေတည်ထားတဲ့ဟာတွေဖြစ်ပါတယ်ဒါ N3 အတွက်ဖြစ်ပါတယ်เนาะ N3 အတွက် N3 မဟုတ်ဘဲနဲ့စာနွေးချင်တဲ့လူတွေအတွက်လည်းအဆင်ပြေမယ်လို့ထင်ပါတယ်はい早速いきましょう彼は短期ですเนาะအဲ့တော့短期တန်းကဒါကဗာလဲ短いเนาะအဲ့တော့短期ဆိုတော့စိတ်မရှိဘူးစိတ်ဆက်တယ်ဆိုတဲ့အဓိပ္ပာယ်เนาะスギはこれを焼いてくださいအော်ဒါဒီတိုင်းခန်းကြီး section ကဟာလေးတွေကိုရွေးထားတယ်ဖြစ်တဲ့အတွက်စာကြောင်းတွေကတော့ဒီတိုင်းပေါ့နော်ပြတ်တောင်းဒီခန်းကြီးကိုအဓိကပေးတဲ့အတွက်ပေါ့နော်ပြတ်ဘယ်လိုပြောမလဲအဆက်ဆက်မရှိတဲ့ပုံစံလေးတော့ဖြစ်နေမှာနော်အဲ့တော့နောက်တစ်ခုကဘာလုပ်ရမလဲဆိုတော့ဒါဟင်းချက်တဲ့ချိန်မှာသုံးတာဖြစ်မယ်ပေါ့နော်နောက်တစ်ဆင့်ကဒါကိုဖုတ်ရမှာဖြစ်ပါတယ်နော်ယာခိမတ်ကလာတဲ့ယာခုနော်ဖုတ်တာကိုပြောတာ私の学校は制服がありませんနော်အဲ့တော့制服နော်服ဆိုတာအဝတ်စားအဲ့တော့制服ကဘာဖြစ်မလဲuniform ကိုပြောတာကိုယ့်ရဲ့အကြောင်းမှာတဲ့ uniform မရှိပါဘူးတဲ့နော်စုကိ探していたဒါကကုစုရီနော်အဲ့တော့ဘယ်လိုဖတ်ကြမလဲရက်ကျော်ခုလို့ဖတ်မယ်နော်ရက်ကျော်ခုအဲ့တော့သူရှာနေခဲ့တဲ့စေးဆိုင်ကတဲ့ရက်တိုမီစကာရီမတ်တာရက်တိုဆိုတာနောက်ဆုံးမှာနော်အဆင်မပြေခဲ့တဲ့ဟာတခုခုနောက်ဆုံးမှာအဆင်ပြေသွားတယ်နေရာမှာရက်တိုလို့တုံးတယ်နော်မြန်မာလိုအလွယ်ပြောရင်တော့နောက်ဆုံးမှာသူရှာတွေ့သွားပြီဆိုင်เนาะဒီရှာနေခဲ့တဲ့စေးဆိုင်ကိုသူနောက်ဆုံးတွေ့သွားပြီဟယ်လိုစုကိကိုကိုခါရာမီချီကဟိုဆိုခုနာတေရုဟိုဆိုရလာတဲ့ပိန်နေပါတဲ့ကျင်းတယ်ပေါ့လမ်းဆိုရင်ကျင်းတယ်ပေါ့เนาะအဲ့တော့ဒီနေရာကနေစပြီးလမ်းကကျင်းသွားမှာဖြစ်ပါတယ်ပါတီနီဖူတဲ့ဒါပါလေးလဲစန်ခရှိますเนาะပါတီမှာဖူဆိုအတူနော်ဒါယောက်ျားခန်းကြီးမိန်းမခန်းကြီးဆိုတော့ဘာဖြစ်မလဲလင်မယားကိုပြောတာအဲ့တော့ပါတီမှာလင်မယားအနေနဲ့ပွဲတက်မယ်လင်မယားအနေနဲ့တော့မဟုတ်ဘူးမိန်းမရောယောက်ျားလင်ရောမယားရောဒီပါတီကိုလာမှာဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်အိုက်စုကီလူစုနောအိုင်ဒါနီဒါရီကခိတယောဒါနော်အဲ့တော့လူစုဆိုတာလူစုဘန်တန်ကဒါကအပါများတယ်ဒီခါလေး N4 level က reading နေမှာပါတတ်တယ်ပေါ့နော်အဲ့တော့ဒါလေးကတည်တာတယ်လူစုဘန်တန်ဝဆိုတာသုံးများနော်အဲ့ဒါကဒန်ဝနော်ဖုန်းပေါ့ဖုန်းဆိုတဲ့စာလုံးနဲ့ဆက်ထားတာအဲ့ဘာလဲဆိုတော့အိမ်မှာလူမရှိလို့ရှင်တချို့အိမ်တွေက record အတန် record ပေါ့နော်စကားခြံခဲ့လို့ရဥပမာဖုန်းတွေဘာတွေဆက်လို့ရှင်ဖုန်းမကင်ဒီမှာအတန် message ချန်ထားတဲ့ပုံစံမျိုးပဲပေါ့နော်အိမ်ဒီမှာသုံးတဲ့ဟာအဲ့တော့ do စုတစ်လုံးနဲ့ဆိုအဓိပ္ပာယ်ကအိမ်မှာလူမရှိတဲ့ချိန်နော်အိမ်မှာလူမရှိတာကိုပြောတာအဲ့တော့ do စု not aida ဆိုတော့အိမ်မှာလူမရှိတဲ့ချိန်လုံးကတဲ့ဒါရိခခိတယောတာတယောက်လာခဲ့တဲ့ပုံပဲပေါ့နော်အိမ်တယောက်လာခဲ့တဲ့ပုံပဲ